ဒီတစ်ခါဖတ်ပေးထားတဲ့ reading ကတော့လက်ရှိအခြေအနေကနေကိုရှေ့ဆက်သွားဖို့အတွက်လိုအပ်နေတဲ့ guidance တွေကိုဖတ်ပေးထားတာဖြစ်ပါတယ်။ collective အတွက်ဖတ်ပေးရတာဖြစ်တာကြောင့်မလို့ကိုနဲ့ကြိုက်တဲ့ချက်ကိုပဲယူပေးပါ။ point 1လေးတွေကလက်ရှိမှာ ending တစ်ခုကိုကြုံတွေ့နေရတယ်လို့ပြောရမယ်ပေါ့နော်။ကိုထင်ထားခဲ့တဲ့ဟာကတကယ်တမ်းတော့ကိုထင်သလိုဖြစ်မနေတာဒါမှမဟုတ်ကိုလုံနေကြအလုပ်တွေကရှေ့ဆက်ပြီးတော့အလုံးမဖြစ်တော့တာပေါ့နော်အဲ့တော့ကိုရွေးထားတဲ့လမ်းကြောင်းတစ်ခုကပိတ်သွားသလိုခံစားရပြီးတော့ဘာဆက်လုပ်လို့လောက်ရမှမသိဘူးဆိုတဲ့ပုံစံမျိုးလို့ပြောရမယ်ပေါ့နော်အဲ့တော့ဒီအချိန်မှာဝမ်းနေတာစိတ်တကြတာအာရော့တာဒါမျိုးဖြစ်တာကတော့ပုံမှန်ပဲပေါ့နော်ကိုကဒီခံစားချက်တွေထဲမှာပိတ်မိနေတာမျိုးလည်းဖြစ်ချင်ဖြစ်နိုင်တယ်ဒါမှမဟုတ်ရှေ့ဆက်ပြီးဘာဆက်လုပ်ရမှမသိတော့ဘူးဆိုတာမျိုးကိုလည်းတွေ့နေရနိုင်တယ်ပေါ့နော်အများလုံးကကိုထင်ထားခဲ့တဲ့ကိုရွေးချယ်ခဲ့တဲ့လမ်းတစ်ကြောင်းတစ်ခုကပေါက်မနေတဲ့အခါမှာရုတ်တရက်ဆိုတော့ဘာဆက်လုပ်ရမှမသိဘူးဆိုတာမျိုးပေါ့နော်အများလုံးလမ်းပြောက်နေသလိုခံစားရလိမ့်မယ်ပေါ့နော်ဒါပေမဲ့ဒီလိုအဖြစ်အပျက်ကိုကြုံတွေ့ရတာကတကယ်တမ်းတော့ကိုယ့်ကိုပို့ပြီးတော့အခုလက်ရှိကိုရည်ရွယ်ထားတဲ့ကိုရွေးချယ်ထားတဲ့ကိုသွားဖို့လှုပ်ထားတဲ့အရာထက်တောင်မှပိုကောင်းတဲ့ပုံမြင့်တဲ့အခြေအနေတစ်ခုစီကိုဆွဲခေါ်ပေးသွားဖို့တကယ်တော့ဒီအခြေအနေကကြုံတွေ့ရတာပေါ့နော်ပုံမှန်သွားနေကြလမ်းမျိုးနဲ့မတူတာကပုံမှန်သွားရမယ်ဆိုရင်ပုံမှန်သွားတဲ့လမ်းတွေဆိုရင်ဥပမာကိုကလှေကားတစ်ထစ်ချင်းအမြင့်ကိုတက်သွားရတာပေါ့ဒါပေမဲ့ဒီလမ်းကြောင်းမှာကတော့အမြင့်ကိုတက်ဖို့ဆိုရင်ပုံမှန်လေးတက်ရတာမဟုတ်ဘဲနဲ့အမြင့်ကိုတက်ချင်အရင်ဆုံးအောက်ကိုခုန်ချရတယ်ပေါ့နော်အဲ့ဒီတော့ကိုယ့်အတွက်တက်တာမဖြစ်တဲ့အဆုံးသက်တွေအခြေအနေတွေဒီလိုမျိုးကိုရင်ဆိုင်ရတဲ့ပိုကောင်းတဲ့အခြေအနေတခုပိုပြီးကောင်းတဲ့ပျော်ရွှင်မှုတခုကိုရင်ဆိုင်ရဖို့အတွက်အရင်ဆုံးကိုကဒီလိုမျိုးစိတ်ဆင်းရဲမှုတွေပေါ့နော်လက်လွတ်လိုက်ရလို့ခံစားရတဲ့ဝမ်းနည်းမှုတွေမတေချာမရေရာမှုတွေကိုရင်ဆိုင်ရတဲ့စိုးရိမ်မှုတွေပေါ့နော်ဒါမျိုးတွေကိုအရင်ဆုံးရင်ဆိုင်ရတယ်ဒီဟာအလုံးပျက်စီးသွားတော့မှကိုယ့်အတွက်ဘယ်ဟာကြံတာလဲဘယ်ဟာကကိုနဲ့ပိုကိုက်ညီတဲ့အရာလဲဘယ်ဟာမှတကယ်ကောင်းမွန်တဲ့အရာလဲဆိုတာကိုကမြင်နိုင်မှာပေါ့နော်ကိုကလမ်းပြောက်သွားတော့မှပို့ပြီးတော့ကောင်းမွန်တဲ့လမ်းတစ်လမ်းကိုရှာတွေ့သွားမယ်ပုံစံမျိုးပေါ့နော်အဲဒါကြောင့်မို့လို့လောလောဆယ်မှာကိုယ့်ရဲ့လက်ရှိအခြေအနေတွေအားလုံးကပိတ်ဆို့သွားတာပြိုလဲပျက်စီးသွားတာဒါမှမဟုတ်ဒီအခြေအနေတွေကကိုယ့်ကိုဘာဖြစ်စေမှလဲဆိုတာအလုံးမဖြစ်တော့ဘူးဆိုတာစသဖြင့်ပေါ့နော်အမှန်တရားတစ်ခုကိုသိလိုက်ရတဲ့အချိန်လို့ပြောရမယ်ပေါ့နော်အဲ့တော့အခုချိန်မှာတော့ကိုကြုံခဲ့ရတဲ့အရာတွေကိုငါမှဘာလို့ဖြစ်ရတာလဲလို့မေးခွန်းထုတ်နေနိုင်တယ်ဒါမှမဟုတ်ငါစူးစမ်းခဲ့သမျှနောက်ဆုံးအလဟတ်ဖြစ်သွားတာလားဆိုပြီးတော့ကိုယ့်ကိုပြန်တွေးပြီးတော့စိတ်တက်ကြနေတတ်တယ်လမ်းတွေပြောင်းနေတတ်တယ်ပေါ့နော်ဒါပေမဲ့အဲ့ဒါကတော့ပုံမှန်ပါပဲအဲ့တော့ကိုယ့်ရဲ့ intuition ကဘာဆက်လုပ်ဖို့ပြောနေလဲဆိုတာကိုယ့်ကိုပြန်မေးကြည့်ပေါ့နော်ခံစားချက်တွေထဲမှာပဲနစ်မြုပ်မနေဘဲနဲ့ကိုယ့်ရဲ့ intuition ကလုပ်ဖို့ပြောနေတဲ့အရာဒါမှမဟုတ်အခုချိန်မှာကိုလှုပ်ရှင်စိတ်ပေါက်နေတဲ့အရာတစ်ခုခုပေါ့လှုပ်ရမယ်လို့ခံစားနေရတဲ့အရာတစ်ခုကအခုချိန်မှာကိုယ့်အတွက်အတိတ်ပဲမရှိနေရလဲဖြစ်နိုင်တယ်ဒါမှမဟုတ်ဒီဟာကိုလှုပ်လိုက်ရင်ဘာရလာမလဲဆိုတာမသိနေရလဲဖြစ်နိုင်တယ်ဒီကနေပြီးတော့ဘာကြိုးကျေးဇူးရလာမလဲဆိုတာလည်းမသိနိုင်ဘူးပေါ့နော်ဒါပေမဲ့အဲ့အရာကိုလှုပ်ကြည့်လိုက်ပေါ့နော်အဲ့ရအောင်လုပ်ကြည့်လိုက်ရင်တဖြည်းဖြည်းနဲ့ကိုယ်နားမှာရှုပ်ထွေးနေပြီးတော့အရာလုံးကမြူဆိုင်သလိုဖြစ်နေပြီးလမ်းပြောက်သလိုဖြစ်နေတဲ့ခံစားချက်တွေကပျောက်သွားလိမ့်မယ်အရှိကိုပို့ပြီးတော့ရှင်းရှင်းလင်းလင်းမြင်လာရလိမ့်မယ်ပေါ့နော်ဒီလိုမျိုးတဖြည်းဖြည်းဆက်သွားလိုက်ရင်ကိုယ့်အတွက်ပိုကောင်းတဲ့နေရာတစ်ခုကိုရောက်သွားပါလိမ့်မယ်အရင်ကကိုလျှောက်ခဲ့တဲ့လမ်းတွေကကိုသွားနေတာလှုပ်နေတယ်တကယ်တမ်းမှာတော့အရှိကိုသေချာရေလဲမရောက်နေပဲနဲ့လဲနေသလိုဖြစ်တာသေချာရေရတဲ့တိုးတက်မှုအောင်မြင်မှုတစ်ခုကိုရမနေတာမျိုးကြုံခဲ့ရတာဖြစ်နိုင်တယ်ပေါ့နော်ဒါပေမဲ့အခုလိုမျိုးပြိုပြတ်သွားတဲ့အခြေအနေမှာကြုံခဲ့ရပြီးတော့လမ်းသစ်ကိုရွေးချယ်လိုက်တဲ့အခါမှာတော့ကိုယ့်အတွက်ပိုကောင်းတဲ့အခြေအနေတစ်ခုကိုရောက်လာမယ်အရင်ကလိုမျိုးပိတ်မိနေတာလဲနေတာကြန့်ကြာနေတာမျိုးတွေမဖြစ်ဘဲနဲ့ကိုယ့်အတွက်လုံးဝကိုအသစ်တစ်ခုကိုကြုံတွေ့လိုက်ရတယ်ဆိုတဲ့အခြေအနေမျိုးတစ်ခုကိုရောက်လာလိမ့်မယ်ပေါ့နော်အဲဒါကြောင့်မို့လို့ရှေ့ဆက်သွားကြည့်ပါကိုယ့်ရဲ့ intuition အခုချိန်မှာဘာပြောနေတယ်လဲဆိုတာကိုပြန်စဉ်းစားပြီးလုပ်ကြည့်ပါအခုလက်ရှိနေရာကနေဖောက်ထွက်သွားနိုင်ပါလိမ့်မယ်ဖိုက်တူးလေးတွေကကိုယ့်ဘဝကိုမောင်းနေတဲ့နေရာမှာကိုယ့်စိတ်တိုင်းချကိုရွေးချယ်ခွင့်ရတာမျိုးမဟုတ်ဘဲနဲ့ကိုယ့်ဘေးရလူတွေကိုယ့်မိသားစုတွေစီကထိန်းချုပ်မှုတွေနဲ့ကိုယ့်ရဲ့ဘဝကိုရွေးချယ်တာရှောက်ခန်းရတာများတယ်ပေါ့နော်အဲ့တော့ကိုယ့်စိတ်တိုင်းချကိုယ့်ပုံစံဖြစ်မနေပဲသူများရဲ့ထားရနေစေရသွားဥပမာမိဘဖြစ်စီပေါ့မိဘဒါပဲလုပ်ရမယ်ဆိုလို့ဆိုတော့ကိုယ့်ရဲ့စိတ်တိုင်းချဖြစ်မနေဘူးပေါ့နော်အဲ့တော့မလိုအပ်တဲ့အလေးပင်တွေနဲ့ကိုယ့်ရဲ့ဘဝကိုယ့်ပုံစံကိုကြိုက်တဲ့စိတ်တိုင်းချဖြစ်မနေဘူးဘဝအမြဲတမ်းလေးပင်နေရလို့ခံစားနေရတာပေါ့နော်အဲ့တော့အခုချိန်ကဒီလိုမျိုးလေးပင်နေရတဲ့အချိန်တစ်ခုသူများစိတ်တိုင်းချထိန်းချုပ်ခံနေရတဲ့ဘဝတစ်ခုကိုအဆုံးသတ်ရမယ့်အချိန်တစ်ခုတော့ရောက်လာပြီပေါ့နော်ဒီလိုမျိုးကိုယ့်အတွက်သူများကထိန်းချုပ်နေတယ်ကိုယ့်ရဲ့ဆန္ဒကိုဖြစ်ချင်တာကိုဘယ်သူမှမမေ့ဘူးဆိုရင်အရင်ဆုံးလောကမှာကကိုယ့်အတွက်ကို
မတက်ရရမယ်ကိုယ့်အတွက်ကိုရက်တည်ပေးရမယ်ပေါ့နော်ကိုဘာဖြစ်ချင်လဲကိုဘယ်လိုလုပ်ချင်လဲဆိုတာကိုကိုယ့်ကိုအရင်ဆုံးပြန်ပြီးစဉ်းစားရမယ်ကိုဖြစ်ချင်တဲ့ပုံစံတိုင်းဘယ်ဟာကိုကြိုက်တယ်ဘယ်ဟာကိုမကြိုက်ဘူးဆိုတာကိုပွပွလင်းလင်းပြောဖို့လိုတယ်သူတို့နဲ့နည်းနည်းထိတ်တိုက်ရင်ဆိုင်ရဲဖို့လည်းလိုတယ်ပေါ့နော်အဲ့လိုမျိုးပြောင်းလဲလိုက်မှပဲကိုယ့်ရဲ့ဘဝစတင်ပြီးတော့ကိုယ့်ရဲ့စိတ်တိုင်းကြဖြစ်လာမယ်ပေါ့နော်ဒီနှစ်တွေတွင်မှာလည်းဖိုက်တူးလေးတွေကကိုဝါသနာပါတာကိုဖြစ်ချင်တဲ့ဘဝတွေကိုဖြစ်ချင်တဲ့ပုံစံနဲ့ပတ်သက်ပြီးတော့လည်းအများကြီးလေ့လာခဲ့တာရှိလိမ့်မယ်ဒီဘက် spiritual လမ်းကြောင်းပေါ်ကိုတက်လာတဲ့လူတွေဆိုရင်လည်းအတွေးခေါ်တွေအများကြီးပြောင်းလဲလာလိမ့်မယ်အဲ့ဒီတော့ကိုယ့်ရဲ့မိဘတွေကိုယ်ထိန်းချုပ်နေတဲ့သူတွေရဲ့အတွေးခေါ်တွေဘဝကိုရွေးချယ်ပုံတွေနဲ့ကမတူတော့ဘူးပေါ့နော်အဲ့တော့ကိုယ့်ရဲ့တိလာတဲ့အသိဉာဏ်တိုင်းကိုယ့်ရဲ့ရွေးချယ်ခြင်းတဲ့ပုံစံတိုင်းကိုယ့်ရဲ့ဘဝကိုကိုယ်တိုင်ရွေးချယ်ပေါ့နော်ကိုကသူတို့ထက်အမှန်ကိုသိတဲ့သူတယောက်ဖြစ်လာပြီဆိုရင်ကိုယ့်ရဲ့အမှန်တရားတိုင်းကိုရက်တည်ရဲဖို့လိုတယ်ပေါ့နော်ပြီးတော့ကိုကဘာဖြစ်ချင်တာလဲဘယ်လိုလုပ်မှာလဲဘယ်ရာလုပ်တင်တာလဲဆိုတာကိုယ့်ကိုသေချာသိဖို့လိုတယ်အဲ့တော့ဘေးနာကသူထိန်းချုပ်တာမခံနေပဲနဲ့ကိုလိုချင်တဲ့အရာကိုကိုရဲဝံ့ရွေးချယ်ပေါ့ကိုဘာလုပ်မှာလဲဆိုတာကိုသေချာစဉ်းစားအရင်ဆုံးကတော့သူတို့နဲ့ထိတ်တိုက်တွေ့ပြီးတော့ငါ့ကိုဒီလိုမလုပ်နဲ့ဒီလိုထိန်းချုပ်တာတွေမလုပ်ဖို့လိုတယ်ဆိုတာကိုပွပွလင်းလင်းပြောဖို့လိုတယ်ရင်ဆိုင်တွေ့ဖို့လိုတယ်ပေါ့နော်ကိုယ့်ရဲ့ personal power ကိုကိုပြန်ယူဖို့လိုတယ်ကိုယ့်ရဲ့လွတ်လပ်ခွင့်ကိုကိုယ့်ရဲ့လက်ထဲမှာပဲပြန်ထားပေါ့နော်သူများထိန်းချုပ်တာကိုမခံနဲ့ပေါ့နော်အဲ့ဒါဆိုရင်ရှေ့ဆက်သွားဖို့ကိုယ့်ရဲ့လမ်းတွေကပွင့်လာလိမ့်မယ်ကိုယ့်ရဲ့ဘဝကပို့ပြီးတော့အဆင်ပြေပြေချောမွေ့လာလိမ့်မယ်ပေါ့နော်အဓိကကတော့မလိုအပ်တဲ့လေးပင်တွေအထုပ်ပိုးတွေလွတ်ကျသွားတဲ့အတွက်ကိုကအများကြီးပေါ့ပါသွားမယ်အရှိကိုပိုရောက်လာလိမ့်မယ်ကိုတကယ်သွားရမယ့်လမ်းပေါ်ကိုရောက်လာနိုင်လိမ့်မယ်ပေါ့နော်အဲ့လိုဖြစ်ဖို့ကကိုယ့်ရဲ့ soul blueprint တိုင်းကိုကနေထိုင်မှပဲကိုယ့်ရဲ့တကယ်ပုံစံအတိုင်းကိုကအလိုင်းဖြစ်နေမှာပဲရလိမ့်မယ်ပေါ့နော်အဲ့တော့ကိုလက်ရှိနေထိုင်နေတဲ့ပုံစံကဘယ်ຢာတွေကကိုယ့်ပုံစံတကယ်မဟုတ်ဘူးလေဘယ်ဟာကကိုနဲ့တကယ်မကိုက်ညီဘူးလေကိုကသူများတွေလက်ထဲကိုထိန်းချုပ်ခွင့်ကြိုးတစ်ချောင်းထည့်ထားလားဆိုတာဒါကိုယ်တိုင်ပြန်စစ်ကြတော့မယ်ကိုယ်တိုင်ပြန်ရက်တည်ပြီးဒီကြိုးတွေကိုဖျက်ချရတော့မယ်ပေါ့နော်ဘာလို့ကိုကသူများထိန်းချုပ်မှုအောက်မှာနေရသေးတာလဲပေါ့နော်ဒီထိန်းချုပ်မှုအောက်ကိုရောက်နေစေတဲ့အကြောင်းရင်းတွေကဘာလဲပေါ့အဲ့ဒီအကြောင်းရင်းတွေကိုတစ်ချက်ချင်းစီဖျက်ဖို့လိုတယ်ဥပမာကိုကမိသားစုနဲ့နေရတယ်မိဘကိုမှီခိုနေရတယ်ဆိုရင်တော့မှတချို့ຢာတွေကကိုမကြိုက်ရင်မကြိုက်ကြအောင်ပြောလို့ရတယ်ထိတ်တိုက်တွေ့လို့ရတယ်ပေါ့နော်ကိုယ့်အတွက်ကိုရင်လုံးရက်တည်ပေးရမယ်ပွပွလင်းလင်းပြောပေါ့နော်ဒါဆိုရင်တဖြည်းဖြည်းကိုယ့်အတွက်လမ်းတစ်ခုဖွင့်သွားလိမ့်မယ်ပေါ့နော်ဒါပေမဲ့ရင်ဆိုင်ရတာဒီကြိုးတွေကိုဖျက်ချရတာကကိုယ့်အတွက်နည်းနည်းတော့ခက်လိမ့်မယ်ဒါပေမဲ့ဘယ်သူမှကိုယ့်အတွက်မရက်တည်ပေးတော့ကိုယ့်အတွက်ကိုရက်တည်ပေါ့နော်ကိုယ့်ကိုစွန့်ပစ်လိုက်လို့တော့မရဘူးဒီလိုမျိုးရွေးချယ်မယ်ဆိုရင်ကိုယ့်အတွက်လမ်းစားတစ်ခုပွင့်လာပါလိမ့်မယ်သူ့လို့5-3လေးတွေကမကြသေးခင်ကမှကိုကြုံနေရတဲ့ task ကိုကောင်းကောင်းမွန်ကျော်ဖြတ်နိုင်သွားပြီးတော့အခုချိန်မှာကိုယ့်ရဲ့ consciousness ကိုယ့်ရဲ့ awareness တွေက expand ဖြစ်သွားတာနောက် level တစ်ခု state တစ်ခုကိုရောက်သွားတာအဲ့လိုမျိုးအခြေအနေမျိုးတွေ့ရတယ်ပေါ့နော်အခုချိန်မှာကိုယ့်ရဲ့ mind body soul သုံးခုလုံးက align ဖြစ်နေပြီးတော့ကိုကလို့လလပေါ့ပါဖြစ်နေမယ်ရှေ့ဆက်ပြီးဘယ်လိုဆက်သွားရမလဲဘာတွေဆက်လုပ်ရမလဲဘာတွေလုပ်သင့်ပြီဆိုပြီးတော့ message လေးတွေရနေမယ်ဘာလုပ်ရမယ်ဆိုဘာလုပ်ချင်လဲဆိုပြီးတော့စိတ်ကူးလေးတွေဖြစ်နေမယ်ပေါ့နော်အဲ့တော့အခုချိန်ကအရာအလုံးအခုမှစပြီးချိတ်ဆက်မိချိန်ဆိုတော့ကိုလှုပ်ချင်တာလေးတွေကိုလှုပ်တဲ့ထင်တာလေးတွေကများနေမယ်ပေါ့နော်အပြင်အရာတွေကိုလိုက်ပူပန်တွေးတော့တာတဲ့ကိုယ့်ရဲ့ကိုတိုးတက်စေမယ်ကိုလှုပ်ရမယ့်အလုပ်တွေကိုစသိလာတဲ့အချိန်ဆိုတော့ဒီຢာလေးတွေမှာပဲကိုယ့်ရဲ့အာယုံကအများအပြားရောက်နေလိမ့်မယ်ပေါ့နော်ဒါပေမဲ့တစ်ခုတည်းကိုသွားကျင်တာမဟုတ်ဘဲနဲ့ဟိုကလည်းလှုပ်ချင်ဒီကလည်းလှုပ်ချင်လှုပ်ဆရာတွေကလည်းအများများလှုပ်ဆရာတွေကလည်းအများများနေပြီးတော့ကိုကလည်းအားလုံးကိုစိတ်အားထက်သန်နေတာမျိုးပေါ့နော်အခုချိန်မှာတော့ကိုကကိုယ့်ရဲ့စိတ်ကိုငြိမ်စေမဲ့ကိုကိုပြန်ပြီးအားဖြည့်စေမဲ့ energy walk တွေ meditation တွေကိုချိတ်ဆက်နေကြကိုယ့်ရဲ့ source ဖြစ်ဖြစ် universe ဖြစ်ဖြစ်ဘလို့ခေါ်ပေါ့နော်အဲ့လိုမျိုးတစ်ခုခုနဲ့ပြန်ပြီးချိတ်ဆက်တာ energy walk တွေလုပ်တာမျိုးဒါမျိုးတွေပြန်လုပ်တာကောင်းတယ်ပြီးတော့ကိုယ့်ရဲ့ body ကိုအားဖြည့်ပြီးတော့အစင်သစ်ပြင်တာပေါ့နော်ကိုယ့်ရဲ့ body ကိုအားဖြည့် energy level ကလည်းအားဖြည့်ပေါ့နော်ခဏလောက်အနားယူပေါ့နော်ဘာလို့လဲဆိုတော့အခုချိန်မှာခုနလေးတွေကမှ universe ရဲ့ task တစ်ခုကိုကြော်လာတာပေါ့နော်ကြော်ပြီးတော့ခဏတာအဆင်ပြေတဲ့ state လေးတစ်ခုကိုရောက်သွားတာပေါ့နော်ရှေ့ဆက်ပြီးတော့သတင်းကောင်းပြောရမယ်ဆိုရင်တော့နောက်ထပ်တစ်ခုကိုထပ်ပြီးဖျက်ရဖို့ရှိပါတယ်ဒီထက်ပိုပြီးတော့နှက်ဆိုင်တဲ့နောက်ထပ် test တစ်ခုနောက်ထပ် level တစ်ခုပေါ့နော်ဒီထက်ပိုမြင့်တဲ့ level တစ်ခုကိုထပ်ဝင်ပြီးတော့ထပ်ပြီးတော့အစစ်ဆေးခံရတော့မယ်ပေါ့နော်အဲ့ဒါကနည်းနည်းလေးတော့အခုထပ်ပို့ပြီးတော့နည်းနည်းလေးတော့ပိုခက်ခဲနိုင်တယ်ဒါပေမဲ့ဖြတ်နိုင်သွားရင်လည်းကိုယ့်အတွက်ကောင်းတယ်ပေါ့နော်အဲ့တော့နောက်တစ်ဆင့်ကိုရင်ဆိုင်ဖို့အစင်သစ်ပြင်ရတော့မယ့်အချိန်ဆိုတော့အခုချိန်မှာလှုပ်ရှားရှိရတွေကြိုးလုပ်ပြီးတော့ကိုယ့်ကိုအားဖြည့်ပြီးတော့ပြင်ဆင်ထားတဲ့နေပေါ့နော်ဘာလို့လဲဆိုတော့မကြခင်မှာပဲနောက်တစ်ဆင့်ရလာပါတော့မယ်အဲ့တော့
အခုချိန်မှာကို message ရထားတယ်လုပ်စရာရှိတာကိုလုပ်ကိုယ့်ကိုအားဖြည့်ပေါ့နော်အဲ့ဒါမှပဲနောက်တစ်ဆင့်မှာကိုရင်ဆိုင်ရမယ်ကိုရဲ့ fear တွေအခက်အခဲတွေနောက်ထပ်စဉ်းစားရမယ့်အရာတွေအတွက်ကိုကအဆင်သင့်ဖြစ်နေပါလိမ့်မယ်